ဒီဆက်ပြေးမယ်ကျွန်တော်ဘာလို့ပြူးနေရလဲအဲ့လိုပုံဆွဲပြီးသွားရင်ညလုံးနေပြီးနောက်ရက်တွေထူနေကြည့်တယ်စိုက်လားအားတော့ပြန်သင်းစားတယ်လို့တွေးပြန်ပြောခုနောက်ပိုင်းတတူထိုးတယ်ဆိုတာကိုယ့်ရဲ့အင်ဂျင်လေးကိုပေါ့ဗျာအဲ့လို brand တမိုးထားဆိုကျွန်တော်တို့စိတ်ကူးလေးထဲမှာရှိတဲ့ဟာကိုအဲ့လိုခန္ဓာကိုယ်မှာသတ်လုံးလာဆိုမတရားထားတော့ဒီမှာဆိုရင်ကျွန်တော်ဟိုငင်းငယ်ငှက်လေးကိုပြူလေးရေးရတယ်ဟိုစာပြူလေးရှိပြီးတော့ငင်းငယ်ငှက်နောက်ကတော့ရှမ်းလက်ခေါ်မယ်မြန်မာရှမ်းလက်ခေါ်မယ်မြန်မာမှုလက်ခေါ်မယ်ပေါ့အဲ့လိုကျွန်တော်တူပဲကတ်တင်သိန်းလေးရှိကြတာပေါ့အဲ့လိုအားလေးရှိမယ် background ကဘာရှိမယ်တိုက်ကလုံးလုံးနဲ့တော့အင်္ဂါသာဖြစ်တဲ့ဆိုကျွန်တော်ရှင်လေးကိုfee ဖြစ်တယ်အားကျွန်တော်ဘယ်ကတော့နေတဲ့ကောင်းတယ်ပြင်းလာတယ်ပြီးရင်ဒီဘက်မှာတစ်ထည့်လို့တော့ရှိတယ်ကျွန်တော်နည်းနည်းစဉ်းစားပြီးတော့ဒီဘက်ကပပြန်ရှိရမှာတော့နည်းနည်းခက်ခဲနေလို့ဒါတွေကရှိရတာသိပြီလေဒါတွေဖြန့်ပြီးလို့ရတယ်အကြိုင်တွေဖြန့်ပြီးထည့်လို့ရတယ်ဒီကဒိုင်းနေရီရောတော့ထည့်ပြီးတော့စားလိုက်တော့ကြောင်14ရတော့ကိုယူလာတယ်။ဖွင့်လဲရှင်တော့ပြတ်သားရောဗျာတရားမှာမင်းကြောင်းတွေကဒီပန်လိုင်းလေးလိုမြန်မာလိုင်းတွေရဲ့အဲ့လိုကနုတ်တွေ